အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ GB Organic Farm မှာကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တို့ခုနကပြောလို့တချို့နေရာတွေမှာဗီတာမရှိဘူးနွားချီရှားတယ်ပြောပိုးတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဒီနေ့ကတော့ဒီငပြောနဲ့ဆိုင်ကြီးကိုငပြောနဲ့ဆိုင်ကြီးကိုမျှဝေပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါငပြောပင်ရပေါ့နော်ငပြောတိပိတာအပင်တွေကိုကျွန်တော်ခုတ်လဲတယ်လဲပြီးဆိုရင်ကျွန်တော်ဒါလေးကိုဆင်းပါနော်ဆင်းပြရတယ်ကျွန်တော်တို့အောင်ဆုံးကနေပြောငပြောကိုပေါ့နော်ကျွန်တော်တို့ပြည်နယ်အိမ်နဲ့ဆိုရင်စင်မီသား10အိမ်လောက်ခင်းပြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒါဒီနေ့ကတော့ကျွန်တော်ပြောတဲ့ဆိုင်တွေကိုမျှဝေပေးနေခြင်းဖြစ်ပါတယ်။ကောက်ရုံးမှုဆိုင်နီးပေါ့နော်ဒီကတော့ဒီဗေဒါတို့နွားချီတို့ရှားတဲ့နေရာတွေအတွက်ကျွန်တော်ငပြောပင်ပေါ်တဲ့နေရာတွေအတွက်ကိုဒီငပြောပင်နဲ့ဆိုင်နီးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အစကနေပြန်ပြောရမယ်ဆိုရင်အောက်ဆုံးကနေပြောငပြောစင်းပြီးသားကိုတည်င်းခွဲရှေ့စေးလောက်ကိုကျွန်တော်တို့ခင်းပြရမှာဖြစ်ပါတယ်အဲ့ဒီပေါ်ကနေပြီးတော့နွားချီတည်င်းလောက်စီရတယ်နွားချီတည်င်းလောက်ကိုပြန်အပူရောက်အောင်လို့ပေါ့နော်အခုအချိန်ကအေးသေးတာဖြစ်တဲ့အတွက်ပူတဲ့ရာသီဆိုရင်မထည့်ရရတယ်ဒီအေးတဲ့ချိန်မှာဟိုပါပေါ့ဒီနွားချီကိုတည်င်းသို့မဟုတ်တည်င်းခွဲပေါ်တယ်ဆိုရင်တည်င်းခွဲလောက်ထည့်ပါနော်အဲ့ဒီပြောပင်ပေါ်တော့လိုက်ဖြတ်ဆိုးမချောက်ဖြစ်ပါတယ်နွားကောင်းတော့မဆွေးတဲ့နွားချီဆိုရင်မကောင်းပါဘူးအဆိုကြီးဆိုလည်းသိမကြိုက်ပါဘူးအဲမဆိုးမချောက်လေးဆိုကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်စိုက်ဒီအတွေ့အကြုံရပါတော့တာကြီးဆိုတယ်ဆိုတော့ရေဖြော်လောင်းရပါတယ်တာကြီးဆိုတယ်ဆိုရင်ရေဖြော်လောင်းလို့ရတယ်အဲဒီငပြောစင်းပြီးသားပေါ်ကနေပြီးတော့နွားချီပေါ်ကနေပြီးတော့အခုဂတ်တူပေါ့နော်ဂတ်တူကို10ပိဿာနဲ့10ပိဿာချာရှင်နာရောလောက်ဆင်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ခင်းပြရမှာဖြစ်ပါတယ်ဂတ်တူကတော့တိုက်သေးသေးလေးဖြဲတာမလို့ဘူးเนาะဘောင်များများစိုက်မယ်ဆိုရင်တော့မြန်အောင်လို့ကြီးဖြဲလိုက်ရတယ်တကယ်လို့အိမ်စားဖို့စိုက်မယ်ဆိုရင်တော့ဟိုစိတ်ရှိရှိနဲ့ပေါ့နော်ဖြဲပြီးတော့ရှင်နာရောလောက်ဆင်ပြီးတော့ဖြဲပြီးလိုက်ရိုက်မယ်เนาะဒီပြပြလေးဂတ်တူလိုက်ရိုက်တာပေါ့နော်ဂတ်တူကတော့ဟိုဂတ်တူရိုက်မယ်ရိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီဂျီရီကနေထွက်ရှိတဲ့ခြေမယ်ပေါ့နော်မျိုးတို့လေးဟိုဖွန်းနူတပူလောက်နဲ့ထဲလို့ရတယ်တိုးတော်ဒီရာသီကဒီဖွန်းနူကပိုးဟိုမိုးရာသီဆိုတော့မိုးရာသီကုန်တယ်ကြီးရဲ့ဖြစ်တဲ့အတွက်ပိုးကြိုက်တယ်ပေါ့နော်ဖွန်းနူဒါကြောင့်ကျွန်တော်ဒီခါဖွန်းနူမတဲတော့ဘူးမျိုးကြီးပဲလေးတော့ကိုခြေမယ်ဒါတော့ခုနမျိုးဖြူပြီးသားပေါ်နေပြီးတော့ပြောပင်စင်ပြီးသားလေးပေါ့နော်ကျွန်တော် live အုပ်ပြရမှာဖြစ်ပါတယ်အစင်ဒါငပြောအပြင်ကနေပြီးစင်ပြီးသားလေးပေါ့နော်အစင်သားလေး live အုပ်ပြနေဖြစ်ပါတယ်ကျွန်တော်ပြောစင်ပြီးသားအုပ်ပြီးဆိုကျွန်တော်ပေါ်ဆုံးကနေပြီးတော့နွားချီပပလေးပေါ့နော်နွားချီပပလေးလိုက်တော့နွားချီကတော့မဖုံးပြရမှာဖြစ်ပါတယ်အဲစကားထားပြီးတော့နွားချီလေးကိုပေါင်းပါတယ်အပေါ်ဆုံးနွားချီကိုလေဒီကတော့ဟိုဖြစ်နိုင်မယ်ဆိုရင်တပတ်လောက်နှက်တာပေါ့နော်ဒီအဲ့တဲ့အစားတောက်ပြီးနဲ့တပတ်လောက်နှက်ပြီးတော့အပေါ်ဆုံးနွားချီကိုတပတ်လောက်နှက်ပြီးပိုစိုက်ရင်မှုစိုက်တဲ့အစာဟာရပူရတာပေါ့နော်ဒါတော့ကျွန်တော်တို့ကနှက်ပြီးသားမဟုတ်ပါဘူးကျွန်တော်တို့ဒီဟိုနွားချီအစိမ်းဖြစ်ပါတယ်မဆိုးမချောက်နွားချီကိုကျွန်တော်တို့ကအခုဟိုပါပေါ့အပေါ်ဆုံးကနေပြီးတော့ဟိုပြန် like OPT ဖြစ်ပါတယ်အစပြန်ပြောမှဆိုကျွန်တော်ဒါမပြောပင်နဲ့ဗေဒဆိုင်တီကိုမျှဝေပေးခြင်းကော်ရုံးမှုဆိုင်တီကိုမျှဝေပေးခြင်းဖြစ်ပါတယ်
အောက်ဆုံးကနေပြီးငါပြောစင်ပြီးသားတည်င်းခွဲ10လောက်ခင်းပေးမယ်လက်အထူနဲ့ဆိုလက်4လုံး5လုံးအထူပေါ့နော်ခင်းပြီးပြီဆိုရင်နွားချီပေါ့နော်ကျွန်တော်ကအခုအေးသေးတာဖြစ်တဲ့အတွက်နွားချီကိုတည်င်းခွဲတက်အိတ်ပေါ့နော်တကယ်လို့ပေါ်တယ်ဆိုရင်တည်င်းခွဲ2လောက်ထည့်ပေးလေရတယ်နွားချီမဆူမချော့ပေါ့နော်3လအတွင်းနွားချီဆိုပိုကောင်းပါတယ်နွားချီဆွေးရတော့မကောင်းပါဘူးအဲ့ရပေါ်ကနေပြီးတော့ကျွန်တော်ဂတ်တူရေနိုင်ဝလောက်စိမ်မယ်10ပိတ်သား10ပိတ်သားလောက်ကိုစိမ်ပြီးပြီဆိုရင်ဂတ်တူဖြဲပြီးရိုက်မယ်ဂတ်တူအပေါ်ကနေ GB ကနေထွက်ရှိတဲ့မှုမျိုးတို့လေးတို့ကိုခြေမွပြီးတော့လိုက်ဖြူပြရမှာဖြစ်ပါတယ်အဲ့မှုမျိုးပေါ်ကနေပြီးတော့အခုငါပြောစင်ပြီးသားပလေးပေါ့နော်ပလေးတည်င်းခွဲအိတ်ကြော်လေးပဲအဲ့လောက်ပဲရှိမှာနော်လိုက်ပြီးတော့အုပ်ပေးမယ်အဲ့ပေါ်ကနေပြီးတော့နွားချီမဆူမချောက်ပေါ့နော်မဆူမချောက်လေးကိုဒါတည်င်းခွဲအိတ်ပေါ့တအိတ်လောက်စီရရနော်တည်င်းလောက်အုပ်ပေးမယ်ဆိုလည်းရတယ်တကယ်လို့နွားချီပေါ်တယ်ဆိုတည်င်းခွဲတအိတ်လောက်ကိုလိုက်အုပ်ပေးမှာဖြစ်မယ်ဒါပြီးရင်ကျွန်တော်တို့ရေလောင်းမှာပေါ့နော်ရေကတော့ဘေးရန်ငါပြောနေစိုက်တာဖြစ်တဲ့အတွက်စိုးတိုင်းစားများတယ်ဖြစ်တဲ့ရေအများကြီးလောင်းစံမလို့လက်ဆွဲပုံးနေနဲ့ကျွန်တော်တို့9ပုံး6ပုံးတော့လောင်းပင်ရတယ်9ပုံး6ပုံးတော့လောင်းပြီးပြီဆိုရင်အားစေးပေါ့နော်မိုးအတွက်တီးတန့်ထုတ်ထားတဲ့အားစေးသုံးမယ်ဆိုရင်အားစေးအစိမ့်ထုတ်လေးတွေပေါ့နော်အဲ့ကောင်ကိုလက်ဆွဲပုံးတစ်ပုံးနဲ့ရောပြီးတော့နောက်ဆုံးပုံးမှာရောပြီးတော့လောင်းပေးမှာဖြစ်ပါတယ်လောင်းပြီးပြီဆိုရင်ကျွန်တော်တို့ကက်အုပ်စနစ်နဲ့အေးတဲ့အတွက်ကျွန်တော်ကက်အုပ်စနစ်နဲ့ကျွန်တော်တို့မိုးမြင်မွေးမှာဖြစ်ပါတယ်ကက်အုပ်စနစ်နဲ့စိုက်ရက်အပါဝင်ဆို6ရက်ပေါ့နော်6ရက်အထီကိုကျွန်တော်စိုက်ရက်အပါဝင်6ရက်အထီကိုကျွန်တော်တို့ကက်အုပ်စနစ်မှုမြင်မွေးပြန်မှာဖြစ်ပါတယ်6ရက်မြောက်တဲ့နေ့ကျတော့ညဝေးပြန်မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ငါပြောနေမို့ဆိုင်နီးကိုအစင်းညဝေးပြခြင်းဖြစ်ပါတယ်ဘေးဒါမရှိတဲ့ဒေတာတွေနွားကြီးရှားတဲ့ဒေတာတွေဆိုရင်ငါပြောနေစိုက်လို့ရတယ်နွားကြီးကတော့ကျွန်တော်တို့နွားကြီးရှားပါတယ်ဆိုပိုင်လောက်ထည့်ရင်ကိုအဆင်ပြေပါတယ်နွားကြီးမရှိဘူးဆိုရင်ချက်ချီလောက်ပိုင်လောက်ထည့်ပြီးမှဆိုအဆင်ပြေပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ငါပြောနေကော်ရုံးမို့ဆိုင်နီးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော် GB Organic Farm မို့စိုက်ပျိုးရေးလုပ်ငန်းမှာငါပြောနေကော်ရုံးမို့ဆိုင်နီးကိုယနေ့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်